ကဲဒီကနေ့မှာတော့ Patricia ကိုရိုင်း live လွှင့်ပြီး Patricia နဲ့ Ismail ရဲ့အခြေအနေကိုအခုလိုပဲမမှန်ကန်ကန်ပြောကြားခဲ့ပါတယ်။အဲ့တော့ main ကတော့ခုနလိုပဲကိုတို့တကယ်တမ်းဒီဗီဒီယိုလောက်တာ Patricia နဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေရှိနေတယ်ဆိုလို့ပေါ့နော်။ဒါလေးတွေ့ရတဲ့အတွက်ကိုတို့ဒါဒီစိုးရိမ်နေတဲ့လူတွေလည်းမစိုးရိမ်အောင်လို့ကိုတို့ဒါဒီဗီဒီယိုလောက်တာပေါ့နော် main စစချင်းထွက်လာတဲ့အတန်ဖိုင်ထဲမှာပါတဲ့အတန်ပေါ့နော်အခုမလုံနဲ့ဆိုတာပေါ့အဲ့ဒါကိုအများစုကထင်နေကြတာကြတော့ sexual assault တို့ဒီ sex တို့ဘာလို့လဲပတ်သက်တဲ့ဟာလို့ထင်တယ်ပေါ့နော်တကယ်တမ်းတော့ဘာမှမဟုတ်ဘူးဖုန်းကိုတကယ်တမ်းတယောက်နဲ့တယောက်ကြာဖုန်းကိုလူလိုက်တဲ့အချိန်မှာတန်းထွက်လာပေါ့နော်အဲ့တော့အဲ့ဟာတွေပေါ်မှာတကယ်တမ်း sexual assault ဆိုပြီးတော့ title တွေထည့်တယ်ပြီးတော့ media တွေကလည်းတကယ်တမ်းအကြီးကြီးထည့်တယ်အဲ့တကယ်တမ်း main ကဒီပွဲရဲ့တကယ်တမ်း main ကကြာပါလဲဆိုတော့ attention လူတွေကကြားထဲမှာရမ်းလို့ချင်လို့ပြီးတော့မဟုတ်တဲ့ဟာတွေကိုထည့်ရေးပြီးတော့ခေါင်းစဉ်တွေခေါင်းစုံနဲ့ရေးပြီးတော့ပွဲကြီးဖြစ်လာပေါ့တကယ်တမ်းဘာမှမဟုတ်တဲ့ဟာအဲ့နေရာလဲတကယ်တမ်းyou can talk about the conversation it's a private conversation အဲ့ဒီကလည်းဟုတ်တယ် private conversation မှာကိုထင်လိုက်တာနှစ်ကိုကြားပြောတဲ့ conversation နဲ့ထင်လိုက်တာပေါ့နော်လို့ထင်ပြီးတော့စကားတွေကိုမစင်မထင်တာတဲ့ပေါ့နော် private conversation ဆိုပြီးတော့ပြောတာပေါ့နော် private conversation ကိုနှစ်ကိုကြားပြောတာဆိုပြီးတော့ကိုလည်းအကုန်လုံးထွက်သမျှတွေမစင်မချင်းပြောလိုက်မိတာပေါ့ထင်တာလားပါလေတကယ်တမ်းထင်တာလား private conversation ဆိုပြီးတော့နင်းကိုပြောတာလားအဲ့ဒါကိုနင်း clarify လို့ private လို့ပြောတယ်live နဲ့နေတဲ့အချိန်ကိုကြားမှာဆိုလို့လေပြောတော့မှဟိုတဲ့မကြားရဘူးတဲ့အဝေးမှာလာပြောတာတဲ့ဆိုတော့ okay ဆိုပြီးတော့ကိုလည်းထွက်သမျှတွေအကုန်လုံးအတွင်းရေးတွေရောအစုံပဲပြောလိုက်မိတာပေါ့နော်ဒါပေမဲ့နောက်တော့မှ public ကြီးမှာတင်ခံရတာဖြစ်နေတာဆိုတော့မှန်တိုင်းပြောရင်ရှက်တယ်ပေါ့နော် almost rape တို့ဒီပြောခဲ့တဲ့ဟာတွေကလည်းခုနလိုပဲအကိုဒါမျိုးကြီးကောင်းလည်းမဟုတ်ဘူးဒါမျိုးလုပ်တဲ့ဟာလည်းမဟုတ်ဘူး तू ကအကိုနဲ့ရန်ဖြစ်ပြီးတော့ तू ကအဲ့မှာ emotion လာပါလား emotional ဖြစ်ပြီးတော့ तू ဒါတွေကိုပြောပြတယ်ပေါ့ဒါပေမဲ့ခုနလိုပဲကို clarify တက်လို့ရှင်တယ်ကိုနဲ့သူနဲ့ကြာမှာဘာ sexual assault မှလည်းမရှိဘူးဘာ raping မှလည်းမရှိဘူးအဲ့ allegation တွေဒီဟိုမှာhotel ထဲမှာထည့်ပြီးပိန်းကျုံတာပိန်းဗါလဲပိတ်ပြီးတော့အဲ့တော့မှကျင့်နေတာတို့ဘာတို့ပေါ့နော်အဲ့ဒါကြီးဆိုတာလုံးဝမဟုတ်ပါဘူးဘယ်လိုလုပ်ဖြစ်နိုင်မှာမလေးရှားလိုဟိုတယ်မှာဘိုးတို့ကတကယ်တမ်းအကိုလည်းအဲ့လိုမျိုးကောင်းမဟုတ်ဘူးပြီးတော့ main ကလေးတယောက်ကိုရဖို့အတွက်အဲ့တော့မှကျင့်ရမယ်ကောအိန္ဒိယပြန်ဖို့စာဟိုမပြန်ကဲပရိသတ်ကြီးကရောသူတို့နှစ်ဦးရဲ့ဖြည့်ရှင်းချက်တွေကိုကြည့်ပြီးဘယ်လိုထင်မြင်ကြပါသလဲအောက်က comment လေးမှာရေးသားပေးကြပါဦးနော်ခုလိုပဲစိတ်ဝင်စားစရာကောင်းတဲ့သတင်းအစီအစဉ်လေးတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေအောင်ပါမို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်။တာယာချမ်းမြေ့သောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါသေးရှင်။